မင်္ဂလာပါရှင်စနေနေ့ညပမာတိုင်းကြားပါရာဖြင့်တည်တင်ဆက်မှုအစီအစဉ်မှပြန်လေးကြိုဆိုလိုက်ပါရရှင်ယခုတင်ဆက်ပေးကြမယ့်တည်တင်အကြောင်းအရာတွေကတော့တိုက်ပွဲတည်တင်နဲ့ပူတောင်မချမ်းပေါ်နမ်တီမော်ရှိရွှေတူးဖော်တဲ့ကုမ္ပဏီလုပ်သားတွေကိုငွေကြေးအစားမွေးဆေးဝါးပေးဆောင်တဲ့တည်တင်တွေကိုတင်ဆက်ပေးတော့ပါမယ်ကျွန်မမွန်ကြပါရှင်KIA အမတ်တုံတက်မဟာအမတ်စနစ်တိုင်နှိမ့်မြေမောင်ဝင်းအနီးမှာဒီကနေ့မတ်လ25ရက်နေ့ညနေပိုင်းတနာရီခွဲအချိန်ခန့်ကစပြီးစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ထိတွေ့တိုက်ပွဲများရှိခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီတပ်ဖွဲ့မှမောင်ဝင်းကျေးရွာအနီးတစ်ဝိုက်စစ်ရေးလှုပ်ရှားလာစဉ် KIA တပ်နဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်ဖွဲ့တို့တွေ့ဆုံကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ပွဲကြောင့်ညနေ3နာရီခွဲအချိန်ကစပြီးမြစ်ကြီးနားလေတပ်မှဆင်းသက်လာတဲ့စစ်ကောင်စီ Jet Fighter နှစ်စီးမှမောင်ဝင်းဘုံကြီးကျောင်းအပါအဝင်ဝင်းဝစီတစီမူလေးအနီးတစ်ဝိုက်တွေဘုံကျဲတက်ခိုက်ခဲ့ကြောင်းရှေ့တန်းသတင်းအရသိရှိရပါတယ်။၎င်းစစ်ကောင်စီတပ်ခလာရ30နဲ့ခမာရ600နဲ့ပူပေါင်းတပ်စစ်အင်အား100ကျော်ပါဝင်တဲ့စစ်ကြောင်းအဖွဲ့တို့ဒီပြီးခဲ့တဲ့မတ်လ20ရက်နေ့ကျော်ကလေးကရွှေကိုစစ်ကောင်စီတပ်စခန်းကနေထွက်ခွာကစစ်ရေးလှုပ်ရှားလာတဲ့အတွက် KIA ပူပေါင်းတပ်ဖွဲ့နဲ့ထိတွေ့တပ်ပွဲများနေ့စဉ်ရက်ဆက်ဆိုသလိုဖြစ်ပွားနေတာဖြစ်ပါတယ်မတ်လ24ရက်နေ့ကလည်းညတတားညှိနှောင်တွေ၎င်းစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်မှထိခိုက်ဒေဆုံးမှုများရှိခဲ့တယ်လို့လည်းသိရပါတယ်ရှင်ပူတောင်မချမ်းပေါ်နမ်တီမော်ဘက်ရှိရွှေတူးဖော်နေတဲ့ကုမ္ပဏီများကကုမ္ပဏီလုပ်သားတွေကိုလောက်အခအစားမွေးဆေးဝါးပေးကအလုပ်စေခိုင်းနေကြောင်း၎င်းရွှေမော်တွေလုတ်ကင်နေတဲ့လုပ်သားတွေထမှသိရှိရပါတယ်၎င်းရွှေတူးဖော်တဲ့ကုမ္ပဏီပိုင်ရှင်များကအလုပ်သားတွေကိုအောက်ပိုင်းဒေသများမှာအလုပ်သားတွေကိုခေါ်ယူပြီးအလုပ်ဝင်ခါစမှာတော့မွေးဆေးဝါးကိုအခကြေးငွေမယူပဲအလကားပေးစာအလုပ်စေခိုင်းပြီးမွေးဆေးဆွဲပြီးနောက်ပတ်စံမပေးပဲအလုတ်ဆက်လက်စေခိုင်းနေကြောင်းနဲ့၎င်းနေရာမှာအလုတ်လုပ်တဲ့အလုတ်တမအများဆုံးကဗမာရှမ်းရခိုင်လူမျိုးတွေအများဆုံးဖြစ်ပြီးကချင်လူမျိုးတွေလည်းအနေချင်းပါဝင်ကြောင်းနဲ့အများပိုင်းမှာလူငယ်တွေဖြစ်ကြောင်းသိရပါတယ်။ရွှေတူးပေါ်တဲ့ကုမ္ပဏီပိုင်ရှင်များကယခုလိုအလုတ်တမတွေကိုမတရားသဖြင့်အခကြေးငွေအစားမွေးဆေးဝါးပေးဆောင်ကအလုတ်စေခိုင်းနေတော့လဲတက်ဆိုင်ရာမှာတာဝန်ယူဖြည့်ရှင်းပေးခြင်းမရှိကြောင်းနဲ့စစ်ကောင်စီတပ်မှ၎င်းရွှေမော်အနီးတစ်ဝိုက်မှာပဲဘေးစိုက်ခင်းများပြုတ်လုကရောင်းဝယ်မှုတွေလုပ်နေကြောင်းလည်းသိရပါတယ်။ပူတောင်မချမ်းဘောတီတာမှာရွှေမော်90ကျော်ရှိပြီးရွှေတိုးဝါတဲ့ကုမ္ပဏီအလုံးနီးပါရွှေလုပ်သားတွေကိုငွေကြေးအစာဘိန်းဖြိုဘိန်းမင်းနဲ့ယာမအစတိမွေးဆေးဝါးများကိုပေးဆောင်နေကြောင်းသိရပါတယ်ရှင်။ဗမာတိုင်းကြားပါရာဖြင့်တည်တင်တင်ဆက်မှုအစီအစဉ်ကိုကြည်ရှုနာစင်တိုပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်။